ကျွန်တော်တို့မနေ့ကတကယ်ကိုကျွန်တော်တို့နှစ်ယောက်လုံးအတွက် challenging ဖြစ်တဲ့ကြောက်တောင်တစ်ခုကိုသွားခဲ့တယ်။ဒီ hiking trip ကတကယ်လဲပင်ပန်းခဲ့တယ်လို့ပင်ပန်းရကြိုးနှက်လောက်အောင်လဲတကယ်လှရလို့ပြောရမယ်။ဒီ trip မှာကျွန်တော်တို့နှစ်ယောက်လုံးတကယ်မိုက်တဲ့ပုံတွေလည်းရခဲ့တယ်။တကယ်ကိုပင်ပန်းရကြိုးနှက်တယ်။သွားခဲ့တဲ့နေရာက Crazy House Buttress လို့ခေါ်တဲ့နေရာကျွန်တော်တို့နေတဲ့နေရာကဆိုအဲကိုရောက်ဖို့အတွက်ဆိုင်ကယ်နဲ့မိနစ်50ကျော်လောက်မောင်းရတယ် Google Map location ကိုလည်းကျွန်တော် description မှာထည့်ပေးထားမယ်မိနစ်50လောက်မောင်းရတယ်ဆိုပေမဲ့ဒီလမ်းမှာမြင်ရတဲ့ရှူရင်းကတကယ်ကိုမပြင်းရဘူးဒီတောင်တွေရဲ့ဒီထွက်လာတဲ့နေမင်းကြီးရဲ့တိမ်တွေရဲ့စောက်ရမ်းကိုကြည့်လို့ကောင်းတယ်ဒီမိနစ်50ကျော်လောက်မောင်းပြီးရင်ဒီနေရာလေးကိုရောက်လိမ့်မယ်ဒီတောင်မှာကဒီကျိုးနဲ့တက်လို့ရတဲ့ activity တွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ခြေချင်ပဲတက်ခဲ့လိုက်တယ်ဒီတောင်ကဒီ Dwine စုတက်တို့နဲ့မတူတာကကြတော့ဒီတောင်ကတော်တော်လေးမတ်တယ်လို့ပြောရမယ်ပြီးတော့ဒီကြောက်တွေပေါ်ဖတ်ပြီးတက်ရတဲ့အခိုက်တန်တွေရှိရပေါ့နော်အဲ့တော့ဒီအခုမှတောင်စားတက်မဲ့သူတွေဆိုရင်တော့ဒီတခြားလွယ်တဲ့ဟာတစ်ခုခုအရင် try မိမှာဒီတောင်ကို try ဖို့အကြံပေးခြင်းတယ်တကယ်လို့ဒီတောင်ကိုလာဖို့စဉ်းစားနေပြီဆိုရင်ဒီလက်အိတ်မပါမဖြစ်တဲ့ရဲဖို့အကြံပြုခြင်းတယ်ဒီဘာလို့လဲဆိုရင်ဒီတောင်ရဲ့ဒီအလှဆုံးနေရာတွေကိုသွားဖို့ကဒီတချို့နေရာတွေမှာဒီကြောက်အချွန်တွေနဲ့ဒီလက်ကိုအားပြုပြီးတက်ရတာမျိုးဆိုတော့ဒီလက်အိတ်မေးခဲ့ရင်တော့ဒီတကယ်နောင်နာရလိမ့်မယ်ပြီးတော့ဒီအနာဂတ်ပလတ်စတာတွေဆောင်းသွားတဲ့ねဒီတောလန်တစ်လျှောက်ကဒီအရန်မတ်တဲ့နေရာတွေဒီကင်စရာဘာမှမရှိတဲ့အစင်းတွေနောက်တစ်ခါဒီကြောက်အချွန်နေနေဆိုတော့ဒီဆောင်းထားတာကောင်းတယ်ဒီလိုတွေပင်ပန်းရပေမဲ့ဒီတောလန်တစ်လျှောက်ကမြင်ရတဲ့ view ကဒီတကယ်ဆောက်ရမ်းမိုက်လုံးအကြီးရယ်ဒီတောင်မှာနောက်ထပ်ထူးခြားတာကဂူကြီးအကြီးရှိရယ်တကယ်အကြီးဒီဂူထဲမှာကဒီကြောက်ဆက်ပန်းစဲတွေလည်းရှိရယ်ပြီးတော့တော်တော်လေးလည်းခြောက်ချားဖို့ကောင်းတယ်မှောင်မဲနေရပဲပြီးတော့မှဒီကျွန်တော်တို့ဒီမှောင်မဲနေတဲ့နေရာကနေဖြတ်သွားပြီးမှမြင်ရတဲ့ဒီအလင်းဝင်နေတဲ့ဒီတောင်ထဲမှာမြင်နေရတဲ့ view ကစောက်ရမ်းမိုက်တယ်ဒီခရီးစဉ်တစ်ခုလုံးရဲ့စူးစူပေါင်းကြာချိန်ကဒီဆိုင်ကယ်အသွားအပြန်2နာရီမပါဘူးဆိုရင်ဒီ3နာရီကျော်လောက်ကြာတယ်တကယ်လို့တင်တောင်တက်ရတာကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဒီ try ကြည့်ဖို့ recommend ပေးတယ်တကယ်ကိုပင်ပန်းအကျိုးနဲ့တယ်ဆိုတော့အာမခံတယ်အဲ့တော့ဒီကြည့်လာတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးပါဒီကျွန်တော်တို့ဒီစောင်းတွင်းမှာချင်းမိုင်မှာရှိတဲ့ဒီတောင်တွေကိုရားတလောက်လိုက်တက်မှာဖြစ်ပြီးတော့ဒီဘလို့သွားရတယ်ဒီဘာတွေသတိထားရမယ်နောက်တစ်ခါရှူခင်းတွေကိုရိုက်ပြမယ်ပေါ့နော်ဒါတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာနောက်ထပ်တောင်တစ်ခုနဲ့ပြန်တွေ့ပါမယ်အားလုံးတက်တာပါ